မင်္ဂလာပါ NNK2 ဒီမှာဒီနေ့အတွက်ရွှေဈေးနှုန်းများကိုတင်ဆက်ပေးပါတော့မယ်မြန်မာရွှေဈေးတွေဘက်မှာဆိုရင်16ပဲရေကို109,3883ကျပ်15ပဲရေကို103,19616ကျပ်14ပဲတစ်ပြားရေကို98,4,4893ကျပ်14ပဲရေကို93,998ကျပ်73ပဲရေကို89,4,903ကျပ်ကမ္ဘာရွှေဈေးတွေမှာဆိုရင်14ကာရက်ကို9,189ဒေါ်လာ17ကာရက်ကို4,619ဒေါ်လာ18ကာရက်ကို3,959ဒေါ်လာရွှေဈေးငွေဈေးဒေါ်လာဈေးတွေကိုနေ့သိနိုင်ဖို့ကျွန်တော်တို့ရဲ့ channel ကို follow ခဲ့ပါဦးမနေ့ပြန်ရွေဈေးတက်မလားကျမလား comment မှာခန့်မှန်းပေးခဲ့ကြပါဦးကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာနောက်ဆုံးရသတင်းတွေအတွက်ကျွန်တော်တို့ရဲ့ Telegram channel နဲ့ website ကိုဝင်ရောက်ကြည့်ရှုနိုင်ပါတယ်ခင်ဗျာအားလုံးပဲသာယာချမ်းမြေတဲ့နေ့ရက်တွေကိုပိုင်ဆိုင်ကြပါစေ